ဒီနေ့စာမဖတ်ရသေးဘူးမလားကိစ္စမရှိဘူးတင်ပြနဲ့သူဖတ်ကြမယ်နော်ဒီနေ့တင်ပြခေါင်းစဉ်လေးကနောက်ကနေပြေးမလိုက်ပါနဲ့စွဲညင်ပါဘဝကိုရလာတာကပင်ပန်းစင်းရဲမှုဒုက္ခသစ္စာလို့ဖျားဟောပါတယ်ဒီခေတ်မှာလူတွေကစိတ်ရောလူပါပင်ပန်းကြတယ်လိုရှင်တော်တွေများလာတာကြောင့်ဖြစ်မဲ့ထင်ပါတယ်လူတယောက်ကတကယ်တမ်းလားစဉ်ကိုယ့်ရဲ့ဝင်ဝင်ကလေးနဲ့စားဖို့တော့ပဲတွေးရမယ်အလုံးလုံးမဲ့ဆိုရင်ဒီလောက်ပင်ပန်းမှာမဟုတ်ပါဘူးဒါပေမဲ့ကျမတို့နေဖို့တည်ဖို့မိဘတွေအတွက်တာသမီတွေအတွက်သုံးဖို့အတွက်တွေလည်းတွေးရတယ်။ရှင်ပြိုင်ကြောပါဖို့အတွက်လည်းတွေးရတယ်ဆိုတော့ရတလောက်ကလည်းမလောက်ခြာတလောက်ကလည်းလက်ထက်အထားမခံတမ်းမျိုးဖြစ်နေတတ်ကြပါလေ။ဒါကြောင့်ကိုဘွားပြေဆုံးရေးကိုစန္ဒပြေဝရေးအတွက်ကျမတို့လိုချင်တာတွေနောက်ကိုလိုက်နေမိတတ်ကြပါတယ်။အနောက်ကနေမမောနိုင်မပန်းနိုင်လိုက်နေတာမျိုးပါရှစ်ရှင်မြတ်တာနောက်ကိုလိုက်တယ်ငွေကြေးဥစ္စာနောက်ကိုလိုက်တယ်ကြော်ကြားမှုနောက်အောင်မြင်မှုနောက်မိတ်ဆွေအပေါင်းအသင်းကန်တာမှာဝင်ဆန်းဖို့လိုက်တယ်တကယ်တော့ကောင်းတဲ့အရာတွေရဖို့ဆိုရင်အနောက်ကနေမလိုက်ပဲကိုယ်စီရောက်အောင်ဆွဲယူရမှာပဲဖြစ်ပါတယ်ဒီလိုဆွဲရင်ယူတာကအင်္ဂလိပ်လို abstract လုပ်တယ်လို့ဆိုလိုပါတယ်ဒီနေရာမှာ universal law of abstractionစွမ်းရည်ချင်းနေရာမှာကိုသဘောပေါက်ဖို့လိုပါတယ်။ universe နဲ့စလာလို့ energy အကြောင်းတွေပြောတော့မယ်ဆိုရင်ဆိုတာထက်ယူပပေတာရဲ့သဘောတဘာဝနေရာမှာကိုနားလက်ခံနိုင်တယ်ဆိုရင် law of abstraction ကိုလည်းလက်ခံလာမှာပဲလေ။လောကကြီးမှာရှိနေတဲ့တက်ရှိတမဲ့အရာတွေနဲ့အတွေးတွေကစိတ်ခံစားမှုတွေကအစအချင်းချင်းစွန့်ညင်တတ်ကြပါတယ်။ကမ္ဘာမြေကြီးမှာစွမ်းညင်အားရှိတဲ့အတွက်ကြောင့်ကျမတို့မြေပေါ်မှာရနေနိုင်တာပဲဖြစ်ပါတယ်လူတွေတရိစ္ဆာန်ကြီးညက်တွေအချင်းချင်းစွမ်းညင်ကြပြီးမျိုးပွားမှုတွေလုံးနေကြတဲ့အတွက်ကြောင့်လူသားမျိုးနွယ်တွေတရိစ္ဆာန်ကြီးငယ်ပင်လယ်သတ္တဝါမျိုးနွယ်တွေပေါက်ဖွာလာကြတာဖြစ်ပါတယ်ကိုယ်ခန္ဓာထဲမှာအချင်းချင်းဆွဲငင်ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့်ရုတ်တရက်ကြီးဖြစ်နေပါတယ်လူတွေရဲ့ဝါဒနာအကြိုက်တွေအချင်းချင်းဆွဲငင်တွေအတွက်ကြောင့်အတင်းအဖွက်တွေပေါ်ပေါက်လာရတာအတွေးတွေကလည်းစွန့်ရင်ပါတယ်ကျမတို့အတွေးတွေရဲ့သုံးခါနော် frequency တူတဲ့လူတွေအဖြစ်အပျက်တွေအရှိအနေတွေဟာကျမတို့ဘဝရဲ့ကိုရောက်လာတတ်ကြပါတယ်ဒါဟာစွန့်ရင်ခြင်းနေရာမှာ law of attraction ရဲ့ဥပမာတွေပဲဖြစ်ပါတယ်ဒီနေရာမှာကိုကောင်းစွာအတုံးချနိုင်တယ်ဆိုရင်ကျမရဲ့ဘဝကိုအတွေးတွေကနေသဆင့်ပြောင်းလဲနိုင်တယ်လို့စွမ်းပညာရှင်ကယုံကြည်မှုရှိကြပါတယ် when you're free you're attract လို့ဆိုတဲ့အတွက်ကြောင့်ကိုရချင်တဲ့အရာအရှိအနေကိုယ်စီရောက်လာအောင်ဆွဲငင်ဖို့အတွက်ကိုယ့်ရဲ့ခံစားချက်တွင်းတောနေမှုတွေကိုပြင်ဖို့လိုပါတယ်အဆွမ်းလို့ရမယ့်နေရာမှာ cast လုပ်နေကြတော့လိုချင်တာတွေရမလားပဲမလိုချင်တာတွေရလာတာများပါတယ်ခက်လို့တယ်လို့ခက်ဆိုတာကနောက်ကနေလိုက်တာကိုဆိုလိုတာပဲဖြစ်ပါတယ်လောဘဒေါသတွေပါနေမှာတော့သူနဲ့ကိုက်နေတဲ့ energy တွေပဲကိုယ်စီရောက်လာတတ်ကြတာတဘာဝပဲဖြစ်ပါတယ်manifestation ရဲ့သဘောမှာလောဘဒေါသမောဟရှင်ပြိုင်မှုမှန်မှန်တာတွေပါနေရင်အလုံးမဖြစ်တဲ့သဘောကိုတွေ့ရပါတယ်ကိုက100လောက်လို့ရှင်ပေမဲ့10လောက်နဲ့ရက်တက်နေတာဟာ100နဲ့တန်တဲ့စိတ်အစဉ် frequency မျိုးမရှိတဲ့အတွက်ပဲဖြစ်ပါတယ်ကျမရဲ့မိတ်ဆွေတယောက်ဆိုရင်အရင်တုန်းကအစီးပွားရေးလုပ်တာလည်းအတော်အဆင်ပြေပါတယ်။သူဟာပညာတတ်ပြီးစိတ်နှလုံးလုံးညံ့တဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့အလုပ်တဘောနဲ့ပတ်ဝန်းကျင်အရာအပြစ်တွေမကျင်မမှုတွေစိတ်ကြမ်းလူကြမ်းဖြစ်လာပြီးအကြည့်တက်ကလေးတွေပျောက်သွားတာတတိထားမိပါတယ်။လိုချင်တာတွေနောက်ကိုအပူနဲ့လိုက်နေတော့အဆင်မပြေတာတွေဖြစ်လာတယ်။ပိုင်းလို့ဆရာကြီးမကြခဏမိတ်တဲ့တတိကင်းသွားတယ်ဆိုတော့အင်မတန်ကြောက်စရာကောင်းပါတယ်တချို့လူတွေကတန်တရားတစ်ချောက်လုံးဒီလိုအကျင့်တွေလုံးနေရင်တတိကင်းသွားတာမျိုးရှိကြပါတယ်ဒေဝရက်လို့ပုဂ္ဂိုလ်မျိုးကိုပဲကြည်ပါတန်တရားတစ်ချောက်လုံးကောင်းတာနဲ့မကောင်းတာမှမကောင်းတာတွေရဲ့ conductive energy တွေဟာကျမတို့စီမှာကျင်းပများစွာ
ကင်းဝင်ခိုးအောင်နေလာခဲ့ပြီးသားဖြစ်တဲ့အတွက်နောက်ကနေလောဘဒေါသနဲ့ပြပြလိုက်တဲ့အကျင့်လေးတွေဆွဲနေသလိုတတိတွေကလည်းကင်းနေကြတာဖြစ်ပါတယ်ဒါတွေကိုချက်ချင်းပြောဖို့မလွယ်ပေမဲ့အတွေးတွေကိုပြောင်းပြီးစိုင်းရင်တက်ဖို့ extra လုပ်တတ်ဖို့စူးစမ်းရမှာပဲဖြစ်ပါတယ်ကျမအမြဲတမ်းစူးစမ်းနေပါတယ်ကျမတို့အားလုံးဟာဘဝမှာကောင်းတဲ့အရာတွေကိုအလိုရှိကြတာကြီးပါပဲနောက်ကနေပြေးလိုက်နေမယ့်အစားကိုယ်စီရောက်လာအောင်သာအေးတဲ့အကြည့်တက်တင်နဲ့ဆွဲယူပါ don't catch a trust ဒီကနေတခုခုရသွားလိမ့်မယ်လို့အသင်ဖြူမျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်